အားလုံးမင်္ဂလာပါကိုဆိုင်ရဲ့ channel ကဗုဒ္ဓဟူးနေ့အတွက်ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ကိုတို့မတို့ဗုဒ္ဓဟူးနေ့အတွက် like လေးစနေပါပြီဆရာဘိုင်ဘာချိတ်မရဘူးဆိုတော့အပြရောင်စာတန်းလေးကိုတစ်ချက်နှိပ်လိုက်ရတယ်လေအောက်မှာ link တွေချပေးထားတဲ့အပြရောင်စာတန်းလေးကိုဓာတ်ခုနဲ့တစ်ချက်ပိတ်နှိပ်ထားနဲ့ဘိုင်ဘာနဲ့ join မိသားဖြစ်သွားလိမ့်မယ်တကယ်လို့အဲ့လိုချိတ်မရဘူးဆိုလို့ရှိရင်ကျွန်တော်ချိတ်ပြီးတော့ကျွန်တော်ကဖုန်းတစ်လုံးချင်းစီကိုပြန်ပြီးတော့ link ပေးချပေးလို့ရတယ်ကျွန်တော်ဘိုင်ဘာမှာ highlight ရင်ကျွန်တော်ချိတ်ပေးတယ်နော်ဘိုင်ဘာ channel တွေကိုသွား join ပေးတယ်နော်ကိုတို့မတို့ဟုတ်ပြီအဲ့ဒီမှာလည်းဒီလိုလွှင့်ထားတဲ့ကဏ္ဍတွေကိုပဲကျွန်တော်ဟိုမှာကျတော့အတူချုံပြန်ရေးပေးတာပေါ့နော်ဒီမှာကျတော့ရင်ကိုတို့မတို့15မိနစ်လောက်စောင့်ပြီးနားထောင်ရတယ်ဟိုမှာကျတော့ရင်1 chain ပါဒီနေ့အထီးကြီးပါသုံးထားတယ်တခါလေကျတော့ main ခွဲရွေးရင်ရွေးတယ်မရွေးရင်မရွေးဘူးပေါ့ဗျာ3ရက်အတွင်းအပူနာခရှိတယ်ဒါမျိုးလေးတွေကျွန်တော်ရေးပြီးတော့တင်ပေးထားတာဖြစ်ပါတယ်ဒီမှာတော့နားကြီးတာပေါ့ဗျာနော်ကိုတို့မတို့အချိန်ပေးပြီးစောင့်နေရတယ်ဟိုမှာတစ်ချက်ကလေးတင်လိုက်တာနဲ့ရသွားပြီနော်ဟယ်လိုကိုလွှင့်နေပြီနော်ဟုတ်လားဟုတ်ပြီလားကဲဟုတ်ပြီကိုတို့မတို့ဝင်လာခဲ့လိုက်ပါပေါ့နော်မနေ့ကတော့ကျွန်တော်တို့ဒီတိုင်းပေးခဲ့တာမပေါက်ဘူးပေါ့နော်မနေ့ကနှစ်ခွန်အချင်းကိုကျွန်တော်ကခွန်လုံးပိုင်ကြိုက်ခဲ့တာပေါ့နော်ဒါပေမဲ့နှစ်ကောခွန်ရောမလာခဲ့ဘူးမနေ့က60နဲ့ပဲ36နဲ့ပဲပြန်ပြီးသွားတာပေါ့နော်မနေ့ပိုင်း6836ဆိုတော့ရင်ကျွန်တော်တို့ပေးထားတဲ့ဟာတွေမထီဘူးပေါ့နော်1 chain မထီတာပေါ့ဒီနေ့တော့ပဲပေါက်ခဲ့တယ်ပေါ့နော်တနင်္လာမှာတော့22ရက်နေ့က60တော့အောင်ထားခဲ့တယ်နေ့တိုက်က2ရက်မှာတစ်ချိန်ပဲအောင်သေးတယ်ပေါ့နော်ဒီနေ့အောင်မှာပါကိုလိုမှာတော့နော်ပြီးတော့ရင်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ရှိရင်ဖွဲ့ဝင်ပတ်တိလိုက်ထားနော်အဖွဲ့ဝင်ပတ်တိလိုက်ထားဆိုတာဒီ3853ညအခွေရလဲတစ်ချိန်တွေပေါက်လာမှာနော်ကိုလိုမှာလို့လာမှာဒီအခွေပေါ့ဒီမှာပေးထားတဲ့အခွေအတူတူပါပဲနော်ကျွန်တော်1 2 3 4 5နဲ့ပေးထားတာနော်ဒီ4 5 6 9ကတော့နေ့တိုင်းထိနေတာနေ့စဉ်အထိရတော့နေ့တိုင်းထိတယ်ပါဝါမလာသေးဘူးပေါ့ဗျာနော်ပြီးလို့ရှိရင်ဒီ3853ညအခွေလဲမလာသေးဘူးဒီကောင်လာမှာ6 break ကပြီးပြီနှစ်လေးမာကနန်ကတ်မှုကဒီနေ့ရက်ချင်းပြည့်တယ်နော်ကိုလိုမတို့အချက်တစ်ချက်ချင်းစီသူ့ရက်နဲ့သူသွားနေတာပေါ့နော်အဲ့တော့ရင်နှစ်လေးမာကနန်ကတ်မှုလိုက်မဲ့အကိုတွေမှတွေလိုက်လို့ရတယ်3ရက်အတွင်းဆိုတော့ဒီနေ့တကယ်တမ်းမူရပေးမယ်ဆိုလို့ရှိရင်ဒီဗုဒ္ဓဟူးနေ့ကနှစ်လေးမာကနန်ကတ်တဲ့မူထွက်ကမနေဖြစ်တယ်ပေါ့နော်နှစ်ကို13509ကတ်မယ်4ကို13509ကတ်ပြီးတော့လိုက်လို့ရတယ်ဒါကမူလိုက်တဲ့ကိုတွေမှတွေပေါ့နော်မူလိုက်တဲ့ကိုတွေမှတွေအဲ့တော့3850ရောမခွေရဘူးလားဆိုတော့ရင်ဒီအခွေကိုလိုက်ရင်ဒီကမလိုက်နဲ့ပေါ့တစ်ခုပဲလိုက်ပေါ့နော်ကိုလိုမလို့ကျွန်တော်ကဒီမှာ1ကနေ9အထိအချက်5ချက်ကျွန်တော်ပေးထားပေးမယ်လို့ထွက်တာလည်းထွက်သွားပြီပေါ့ဗျာနော်ထွက်တာလည်းထွက်သွားပြီဆိုတော့ရင်ကြံတဲ့အချက်3ခုကြံနေတယ်အဲ့တော့ရင်သိကြတာကဒီနှစ်ခုတည်းကကိုလိုမတစ်ခုကိုလိုက်ရမယ်3853ညအခွေကိုလိုက်လို့ရှိရင်နှစ်လေးမကတ်မှုမထိုးပဲနေလို့ရတယ်ပေါ့နော်မထိုးပဲနေလို့ရတယ်များလို့မနိုင်ဘူးဆိုလို့ရှိရင်မထိုးနဲ့ပေါ့နော်တစ်ခုပဲလိုက်ပါတနေရာနေထိုင်ဆောင်နေပေါ့နော်နှစ်လေးမကနန်ကတ်မှုကိုလိုက်မယ်ဆိုရင်လည်းဒီနေ့လိုက်လို့ရပြီဒီကောင်ကတော့ဒီနေ့တရက်ဆဲပဲလိုက်ရတော့မှာနော်3853ညအခွေကတော့ဒီနေ့ထွက်ရင်လည်းထွက်မယ်ဒါမှမဟုတ်ဒီတစ်ပတ်အတွင်းမှာတစ်ချိန်ထွက်မယ်လို့ပြောတာနော်နောက်တစ်ခုရှိတာ3853ညအခွေတွေက38တို့50တို့ထွက်သွားလို့ရှိလို့ရှိရင်ဒီပါဝါအကျုံးဝင်ပြီးသားဖြစ်သွားပြီပေါ့နော်ဒါလေးတစ်ချက်ရှိတယ်အဲ့တော့တစ်ခုသက်တာမယ်ပေါ့နော်တစ်ခုပါဝါမထိုးပဲနေလို့ရတာပေါ့အဲ့တော့ပါဝါတော့အားမပေးဘူး3853ညအခွေလိုက်မယ်ဆိုရင်ပါဝါကဏ္ဍနေလည်းပါတာဆိုတော့ရင်ဒါလေးထိုးတင်တယ်ပေါ့နော်အချက်5ချက်ထည့်ရနေပြီးတော့ပြန်ကြုံလိုက်မယ်ဆိုဒီ2ချက်ပဲကျန်တော့တာနော်နောက်ပိတ်ဆုံးကအဲ့တော့မနေ့ကထပ်ပြီးတော့ပေးထားတာက
သူလည်းဘယ်ချိန်လာမှန်းမသိဘူးတောင်းပြနက်ခတ်မှုမှာအခုနက်ခတ်တွဲ3ရက်တွင်းဆိုတော့ရင်ကြာလာပရိမကြော်ပေါ့နော်ကြာလာပရိမကြော်ရှိတယ်ဟုတ်ပြီဒါမနေ့ကကျွန်တော်ပြန်ပြီးမိနစ်မှာဆိုလို့ပြန်ပြီးတော့ပြန်ရေးပြထားတာပေါ့နော်လာနိုင်တဲ့အကြောင်းအရာလေးတွေပေါ့နော်ထွက်နိုင်တဲ့အကြောင်းအရာလေးတွေကဏ္ဍလေးတွေဖြစ်ပါတယ်ပေါ့ကဲအားလုံးဝင်လာကြလိုက်ပါနော်684လာနိုင်လားတဲ့68ကအတွဲလိုက်ကိုပြောတာလားမသိဘူးနော်ပတ်တိကိုပြောတာလားမသိဘူးစန္ဒာတို့မင်္ဂလာပါဒေါခင်မာဦးတို့လည်းမင်္ဂလာပါခင်ဗျာဒေါဟေမာတို့ဘိုင်ဘာချိတ်မရဘူးဆိုလို့ရှိရင်ကျွန်တော်ဘိုင်ဘာကိုခဏနေဟိုင်းလိုက်နော်အဲ့ကလိပ်စာလေးယူပြီးတော့ကျွန်တော်ကကပြားလေးအပြာရောင်လေးပြန်ပို့လိုက်တာအဲ့မှာအဲ့ကပြားလေးပေါ်မှာပါတယ်အပြာရောင်စာတန်းလေးရှိတယ် join channel ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်ကျွန်တော်ပြန်ဟိုင်းမှရမယ်နော်ဘိုင်ဘာကနေပြီးတော့အဲ့ဒါကိုကျွန်တော်ချိတ်ပေးလို့ရတယ်ဦးနိုင်ဦးတို့လည်းမင်္ဂလာပါနော်ပိတ်ပြနေတယ်ဆိုလို့ရှိရင်ကျွန်တော်သာဟိုင်းလိုက်တော့နော်ဟုတ်ကဲ့ရမယ်တခုလွဲနေတာပြရမယ် IT Garden တို့မင်္ဂလာပါခင်ဗျာမေလေးတို့မင်္ဂလာပါနော် one ever တဲ့မျက်လုံးမကြည့်တာနဲ့အာဘော်နဲ့တော့မတူဘူးပေါ့တဲ့ဟုတ်တာပေါ့ဒီတိုင်းနားထောင်တာကတော့ကဏ္ဍအစုံလင်ပါတာပေါ့ဟိုမှာကတော့ဒုံးဒီပဲကျွန်တော်ရေးထားမှာနော်ကျွန်တော် Viber နံပါတ်က399693339239ဖြစ်ပါတယ်ဒါအဖွဲ့ဝင်ရမယ့်ဖုန်းလည်းဖြစ်တယ်ဒီကောင် KB ဝေးပေးတွေလည်းရတော့ပြီပေါ့နော်အဲ့ဒီကနေလွှဲမယ်ဆိုရင်လည်းမှားပြီးတော့မမှားတော့ဘူးပေါ့အရင်တော့သူမှားပြီးဝင်လာလို့နော်နှစ်ခွန်ပတ်ပြီးတော့တဲ့3853ညခွေဘူးစော့နေတယ်တဲ့နှစ်ခွန်ကလာမှာဆိုတော့ရင်ကြံအတွဲလိုက်ကြံတာကနှစ်ခွန်ပဲကြံတော့တာနော်ကိုလိုမှဟုတ်ပြီဦးလွင်ဦးတို့မင်္ဂလာပါခင်ဗျာမနေ့ပိုင်းခွန်လာရင်ကောင်းမယ်တဲ့အဲ့တော့ရင်ဟုတ်ပြီကျွန်တော်တို့စပြီးပြောထားအောင်နော်24ရက်ဦးနေကုန်ပေါ့နော်ဗုဒ္ဓဟူးနေ့အတွက်နေကုန်ကကျွန်တော်တို့နည်းနည်းလေးကဏ္ဍလေးတွေဆွေးနွေးအောင်မယ်ပေါ့နော်နေတိုက်ကလေးမသွားခင်မှာကဏ္ဍလေးနည်းနည်းပြောပြမယ်ထွက်ပြီးကဏ္ဍတွေက63998ပေါ့နော်ဒီကဏ္ဍ၅လုံးကထွက်ပြီးသွားပြီပေါ့နော်ကြံနေတာကအခုလုံးမတော့ဘာကြံမလဲဆိုတော့ရင်1245ခွန်ကြံနေတာနော်ဒီကဏ္ဍနေကြံသေးတယ်ပေါ့နော်ကိုလိုမတို့ကြံသေးတဲ့ခါကျတော့ရင်ပါဝါတွဲက2ခွန်ပါဝါတွဲရှိတယ်ပေါ့နော်2ခွန်ပတ်တိအနေနဲ့ပြန်လိုက်လို့ရတယ်ပေါ့နော်နှလုံးတွဲလိုက်ရမယ်အဲ့ကြရင်တော့ကျွန်တော်တို့ကပါဝါတွဲတွေပျောက်ခဲတဲ့မူနဲ့လိုက်တာပေါ့နော်နှစ်ခွန်ပတ်တိရှိတယ်ဘာဖြစ်လို့လဲဆိုပါဝါတွဲဖြစ်လို့နော်ကိုလိုမတို့ကိုဆိုင်အချိန်ပြောင်းသွားတာလားတဲ့ဦးမြင့်အောင်တော့ဟုတ်ကဲ့ဗျကျွန်တော်9နာရီခွဲလောက်မှ live လွှင့်တာပေါ့နော်နှစ်မကကိုပို့ကြိုက်တယ်တဲ့ကိုဇော်ကြီးတို့ဟုတ်ကဲ့ပါကိုကြိုက်တာလေးတွေကိုထိုးတာနော်ကိုစောဝါထုတို့လည်းမင်္ဂလာပါခင်ဗျာအားလုံးပဲကိုလိုမတို့မင်္ဂလာပါနော်130တယောက်မြောက် viewer မင်္ဂလာပါပေါ့10မိနစ်ပြည့်တော့မယ်ပေါ့နော်နှစ်လေးမကကအားကောင်းလားလို့မေးတာလားမသိဘူးဒီနေ့ကတော့ရက်ချင်းပြည့်တာပဲပေါ့နော်နှစ်လေးမကရက်ချင်းပြည့်တာပေါ့ရေးထားလိုက်မယ်နော်
ရမယ်နော်ကိုလိုမတို့134ယောက်မြောက်view ကနဲလိုက်တာအောင်နော်ဟယ်လိုကိုတိုင်းလိုက်တာကြည့်လို့မရဘူးဒါဖြစ်လို့အခုလွှင့်နေပြီအခုမှလွှင့်နေတာလေကျန်အခုမှ live လွှင့်နေတာဝင်းကြည့်လိုက်တော့ရပြီYouTube မှာကြည့်ရမှာဟုတ်ကဲ့ကဲကိုလိုမတို့ဆက်သွားကြမယ်ဆိုတော့ရင်ကျန်2ရက်တနေ့လာအင်္ဂါမှာထွက်သွားတဲ့ထွက်စဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့နေ့စဉ်အထိကနေ့စဉ်အထိဒီအထီးကြီးဒီ4569ဖြစ်တယ်ဒါစနေညလိုက်တည်းပေးထားတဲ့ဟာဖြစ်တယ်ပေါ့နော်4569အဲ့တော့ရင်ဒီနောက်ပိုင်းမှာကျွန်တော်တို့လတော်များများပေါ့နော်လရှည်လိုက်ပြီးတော့နေ့တိုင်းတစ်လုံးထိနေတဲ့ကဏ္ဍက3853ညကျွန်တော်နေ့တိုင်းယူနေတဲ့ဒီအခွေပေါ့နော်ဟိုနေ့ပြတဲ့အခွေ3853ညအခွေပေါ့ဒီအခွေလို့ဖြစ်နေတာသူကနော်ကဲဟုတ်ပြီအဲ့တော့ရင်ဒီကတစ်လုံးထွက်တယ်ပေါ့နော်တစ်လုံးယူထွက်တယ်ဒါတစ်ပတ်လုံးသွားနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်ဒီလိုလေးထွက်နေတယ်ကိုတို့မလို့နော်ထွက်စင်အဲ့တိုင်းသွားနေတယ်60ထွက်တယ်6တလုံး3ညတလုံးနော်ဟုတ်ပြီ39ထွက်တယ်3တလုံး9တလုံးဒီလိုကြီးသွားနေနော်အပေါ်ကတလုံးစီသွားနေတယ်ကိုတို့မလို့နော်98ဒီမှာ9ဒီမှာ8ဟုတ်ပြီနော်ဒီတိုင်းသွားနေတယ်အဲ့ဆိုလေးလီ16ကွက်16နဲ့လီ32ကွက်ဖြစ်နေတယ်32ကွက်ထဲက10ချိန်တွဲမှာ10ချိန်လောက်ထွက်နိုင်တဲ့အနေအထားရှိသွားပြီเนาะဒီတိုင်းဆိုရင်နောက်ထပ်လာအောင်မယ်ဒီတိုင်းအောင်เนาะဒါကြောင့်မလို့အကိုတို့မှာဒီ4569နဲ့မတူတဲ့1 chain တွေလုံးပိုင်နေရှိခဲ့လို့ရှိရင်4569နဲ့ကပ်ပါတကယ်လို့များကိုက4569တဲ့တလုံးလုံးကြိုက်နေတယ်ဆိုလို့ရှိရင်3853ညနဲ့တွဲပြီးတော့ထိုးပါเนาะကိုတို့မှာလိုလေးထိုးပါပေတံသဘောဖြစ်နေတာဟုတ်တယ်เนาะအဲ့တော့ရင်ဒါအောင်နေ့တိုင်းလိုက်ထိုးရင်ပေါက်မှာအခု၄ချိန်တွင်းကိုဒီတိုင်းမထွက်နေတယ်ပေါ့နော်ဒါကလည်းကျွန်တော်ရက်ကြိုတွေကစနေညတွေကပေးထားတဲ့နေ့စဉ်အထီးပေါ့နော်ဒါကလည်းအခွေနေနဲ့တောင်တစ်ချိန်ပေးထားသေးတယ်ပေါ့နော်အခွေနေနဲ့တစ်ချိန်3853ညဒီတစ်ပတ်မှာထွက်ကိုထွက်မှာပေါ့နော်ဒီတိုင်းသွားနေတယ်အဲ့တော့ရင်ကိုတို့မတို့ကြိုက်တယ်လို့လေးယူသုံးနော်ကြိုက်တယ်လို့လေးယူသုံးအဲ့တော့ရင်ဒီနေ့1 chain စသွားတော့မယ်73မိနစ်လည်းဖြစ်ပြီဆိုတော့ဒါလေးကကျွန်တော်ရှင်းပြတာနော်ကဏ္ဍဖြစ်စဉ်တွေကိုကျွန်တော်ရှင်းပြနေခြင်းဖြစ်တယ်ကိုတို့မတို့နော်ပါတိအနေနဲ့လိုက်မှဆိုရင်နှစ်ခွန်အားကောင်းနေတယ်ပေါ့နော်နှစ်ခွန်အားကောင်းနေဆိုတာကဗုဒ္ဓဟူးကြာသာလေးတောက်ကြမှာနှစ်ခွန်တစ်လုံးလာဖို့ရှိတယ်သိကြတာပေါ့နော်အပိုင်ပါဝါတော့ဖြစ်နေလို့ပါနော်ပြန်ပြောမှဆိုရင်နှစ်လေးမာကနန်ကပ်မှုကဒီနေ့ရက်ချင်းပြည့်တယ်4569တစ်လုံးနဲ့3853ညတစ်လုံးဒီအကျိန်ပြည့်ထွက်နေတယ်ပေတံဖြစ်နေတယ်ပေါ့နော်ဟုတ်ကဲ့ပါနေလိုက်သွားမယ်နော်ဒီအောက်ကတော့နေလိုက်ကဏ္ဍနေအလှည့်ဖြစ်သွားပြီဆိုတော့ရင်ဒါလေးပြီးရင်ကျွန်တော် like ကလေးရုပ်သိမ်းမှာဖြစ်ပါတယ် Viber ချိတ်ချင်တဲ့ကိုရီမတွေကကျွန်တော်ပြီးရင်ဟိုင်းထားလိုက်ပါနော် like လွှင့်ငိမ်ပြောပါဆိုတော့ရင် like လွှင့်ငိမ်က9မနေ့ပိုင်း9နာရီခွဲလွှင့်မှာစနေညကျရင်9နာရီမှာလွှင့်မယ်တစ်ချိန်နဲ့ပဲညပိုင်းလွှင့်မှာနော်စနေည9နာရီမှာတပတ်စာ like ရှိတယ်အဲ့ဒါကတော့ညပိုင်းလွှင့်ပြီးတော့ရင်ကြံတဲ့နေ့တိုင်းကဏ္ဍနေပေးမှာတို့ဒီလိုမူတွေချပြမှာတို့ကြရင်မနေ့9နာရီခွဲဝန်းကျင်မှာစောင့်နေပါနော်ကိုလိုမတို့1 chain ကိုကျွန်တော်ဒီထက်က4 9ယူသုံးမှာဖြစ်ပါတယ်4ရဲ့9ရဲ့ပေါ့နော်4လဲကြိုက်ပါတယ်9လဲကြိုက်ပါတယ်ပေါ့နော်ဒီထဲမှာကြိုက်နေတဲ့ခါကျတော့ရင်ဒီနေ့4 9 1 chain လေးယူသုံးလိုက်မယ်ကိုလိုမတို့နော်4 9ဒီ4569တဲ့နှလုံးယူသုံးတာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီ
140တယောက်မြောက် viewer မင်္ဂလာပါခင်ဗျာကျေးဇူးတင်ပါတယ်အားပေးရတဲ့ကိုရီမတွေနော်ကိုတိုးဝင်းထုံးတို့မင်္ဂလာပါခင်ဗျာဒေါ်မြင့်ထေးတို့လည်းမင်္ဂလာပါဇာအေးတို့မင်္ဂလာပါနော်ကဲဟုတ်ပြီဝမ်းချင်းလေးရပြီနော်ကိုတို့မတို့ဝမ်းချင်းဒီ၄ကိုဝမ်းချင်းဖြစ်ပါတယ်ကိုကျော်မိုးတဲ့ကျေးဇူးပါအကိုကြီးတဲ့ဟုတ်ကဲ့ပါ၄ကိုဝမ်းချင်းလေးမှတ်လို့ရရင်မှတ်ပေးပါနော်ပါဝရိုက်မင်္ဂလာပါရှင်ဟုတ်ကဲ့ကျေးဇူးပါအားပေးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ဗောနော်အဲ့တော့ဟုတ်ပြီကိုတို့က၄ကိုဝမ်းချင်းသုံးမယ်နော်တနေ့ကုန်သားကို၄ကိုချင်းသုံးမယ်ဒေါ်ချောစုတို့ကျေးဇူးတင်ပါတယ်ဖြူဖြူသိန်းတို့၄ကိုပတ်တီဟုတ်ကဲ့ပတ်တီဝမ်းချင်းပေါ့ဗျာနော်အဖွဲ့ဝင်ပတ်တီဒီနေ့အားကောင်းလားခမများဆိုတော့ဒီနေ့ကအဖွဲ့ဝင်ပတ်တီကရက်ချင်းပြည့်တဲ့နေ့ဖြစ်တဲ့ခါကျတော့ရင်အဖွဲ့ဝင်ပတ်တီလိုက်ရမယ်ပေါ့နော်အဖွဲ့ဝင်များကအဖွဲ့ဝင်ပတ်တီလိုက်ပေးပါပေါ့နော်အဖွဲ့ဝင်ပတ်တီမထွက်သေးဘူးပြဗုဒ္ဓဦးနေ့ထိဆွဲခေါ်လာတယ်ပေါ့နော်ဟူးမကျော်ပတ်တီကဟုတ်ပြီကိုတို့မတို့အထီးကြီးကထုံးစံအတိုင်းပဲပေရန်နဲ့ပဲကတ်မယ်နော်အထီးကြီးကဒီပေရန်နဲ့ပဲကတ်မယ်အပေါ်က၄ကိုတစ်လုံးယူထားပြီဆိုတော့ရင်အောက်က3853ညနဲ့ပြန်ကတ်မယ်3853ညသည်ဒီအခွေဖြစ်ပါတယ်ပေါ့နော်အခွေလည်းရှိတယ်နော်သူကအခွေအနေနဲ့တစ်ချိန်လာနိုင်တယ်ဒီတစ်ပတ်ထဲမှာနော်43 48 45 40 93 98 95 90ဆိုတော့ရင်98ကြီးကပြန်ကြားကြီးဖြစ်နေတယ်ပေါ့နော်နှစ်လေးမကမှုရှိတဲ့ခါကျတော့ရင်ကိုလိုမတို့လေးနဲ့ပတ်သက်တာတွေကျွန်တော်တို့ရွေးမှရမယ်နော်43တို့45တို့လိုကဏ္ဍမျိုးတွေကောင်းမယ်ပေါ့နော်နှစ်လေးမကမှုမှာနှစ်ကိုကတ်ထားကြိုက်တဲ့လူကလည်းနှစ်ကိုတင်ထိုးလိုက်ပေါ့ဗျာနော်ဒါပေမဲ့ကဏ္ဍအပြည့်တော့ထိုးပေးမှရမယ်နော်စခရင်ရှော့လေးရယူထားလို့ရပြီနော်ကိုလိုမတို့ကိုသုံးလည်းပြန်ကြပါတဲ့ဟုတ်တာပေါ့နော်ဒါဒီပယ်ထိုးလို့ရတာပေါ့နော်ပြန်ကြတော့နောက်တစ်ချိန်တော့ထပ်ပြီးတော့မလာတော့ပါဘူးနော်ပယ်လိုက်တော့ပေါ့လေးဦးသားပေးထိုးလိုက်ပေါ့နော်ဒီနေ့ရောအဲ့ဒါဆိုရင်လေးနဲ့ပတ်သက်တာလေးတွေဦးစားပေးပြီးတော့ရွေးလိုက်ပါလေးကကြံကနန်းနဲ့မှလည်းပါနေလို့နော်ကိုလိုမတို့ပမရှုံးဆိုရင်တော့နှစ်ခွန်ရှိမယ်ပေါ့နော်နှစ်ခွန်ရှိမယ်ဒီညဆိုရင်နှစ်ဖျားမနဲ့ဆိုရင်ကျွန်တော်တို့ဒေးကြပါတီနှလုံးပြန်ရအောင်မယ်ပေါ့နော်အဲ့ဒီကနှစ်ခွန်ပြန်ပါနေလို့ကတော့ကွက်တီပဲဆိုတာကြာနေပြီနော်ကျိတ်သေးပါပဲဒေးကြပါတီကမနဲ့ဖျားမနဲ့ဒီချိန်ကျမှပေးမှာနော်ကိုလိုမတို့ဟုတ်ပြီအဲ့တော့ဖုန်းနံပါတ်ကိုမသိတဲ့ကိုတွေမတွေကအောက်မှာဖုန်းနံပါတ်ကလေးရေးပေးလိုက်မယ်နော်ဒါကတော့ဖုန်းနံပါတ်ဖြစ်ပါတယ်ပေါ့နော်399603339239ဖြစ်ပါတယ်အားလုံးဒါလေးကို screenshot ရယူထားပါနော်ကိုလိုမတို့ဒီလောက်ပါပဲနော်ဒီနေ့ကတော့
ပြောရင်ပြောရင်မိနစ်20လောက်ကြာသွားတယ်ထင်တယ်ကဲအားလုံးဘိုင်းမိုင်ပါနော်အားလုံးဘိုင်းမိုင်ပါအားလုံးကန်ကောင်းပါစေပေါ့နော်